မင်္ဂလာပါပရိသတ်ကြီးများရှင်ရင်ကုန်မျိုးရဲ့လူစီကားလာတဲ့လက်မကြီးတွေနဲ့ရက်ကွက်လန်ကြားတွေမှာတုံးပြီးဆိုင်ကဲသို့မဟုတ်တို့အမျိုးအစားတုံးပြီးရင်တွေဟာပြည်သူတွေအတွက်မရှိမဖြစ်တော်လာရေးရင်သမျိုးဖြစ်လာခဲ့ပါတယ်မနေ့မိုးလင်းနာနဲ့ဝန်စာရေးအတွက်ရုံးကန်နေကြရတဲ့တုံးပြီးမောင်နှံသူမောင်နှမတွေထဲမှာလူမျိုးပေါင်းစုံစိတ်သက်ပေါင်းစုံနဲ့စူးစီးနေကြတာပါဒါပေမဲ့မြို့ပြရေးစိတ်ဖိစီးမှုတွေချင်းညလာတဲ့လမ်းကြားတွေနဲ့ခီးတီလူရင်ဖြစ်ပေါ်လာတဲ့မကျေနပ်မှုတွေဟာတခါတည်းမှမထင်မှတ်ထားတဲ့ပဋိပက္ခကြီးတွေကိုဖန်တီးပေးလိုက်တပါတယ်။မကြသိမီကရင်ကုန်မျိုးရဲ့လူစီကရလက်မထမဖြစ်ပေါ်ခဲ့တဲ့တုံးပြီးမောင်သမားချင်းချင်းစကားများရင်ပြကြရမှစားပြီးတာနဲ့အပြန်လန်ခုတ်ထီကြတဲ့အဖြစ်ဖြစ်ဟာပြည်သူအများကြားမှာတုံးလုံးချောက်ချစရာဖြစ်ရတဲ့ခုဖြစ်ခဲ့ပါတယ်ဒီအဖြစ်ဖြစ်ဟာတမန်အားဖြင့်ကြည်ရန်လမ်းကြောင်းလူတာစီနန်ခါနှုံထားအညံပွားတာဒါမှမဟုတ်ရင်ကျော်ပိတ်ဆို့မှုကြကခဏတာစိတ်တို့တော်ရထွက်မှုတွေကနေစတင်ခဲ့တာဖြစ်နိုင်ပါတယ်ရင်ကုန်မျိုးရဲ့ဝန်ချလာတဲ့ရာတီဦးတို့နဲ့လမ်ဘော်ကစိတ်ရှုပ်စရာအခြေအနေတွေဟာမောင်နှင်းသူတွေရဲ့စိတ်တက်ကိုအလွယ်တကူပူလောင်စေပါတယ်ပထမမှာတော့အချင်းချင်းအော်ဟက်ဆေးဆိုကြရကနေခဏတော့မှပဲတော်ရတွေထန်တောက်လာပြီးဆိုင်ကေပေါ်မှာဆောင်းထားတဲ့တနက်တို့မဟုတ်တာလိုအန်ဒီရှိတဲ့လက်နက်တွေကိုဆွေးထုတ်သွင်းဆွဲလိုက်ကြတာပါလက်မထက်မှာတော်လာနေတဲ့လန်တော်လန်လာတွေတတိမထားမိခင်မှာပဲညောင်စလုံးဟာစိတ်ထိတ်ချုံနိုင်စွာမရှိတော့ပဲရစဝမှုစီကိုရောက်ရှိသွားခဲ့ကြပါတယ်လူအမြတ်ပြားတော်လာနေကြတဲ့နေခမ်းချောင်းတောင်အချိန်မှမမျော်လင့်ပဲတားထုတ်ပြီးအပြန်လန်ခုတ်ကြစင်မှာပဝန်းကျင်ကလူတွေလည်းအလံတကြားထွက်ပြေးခဲ့ကြရပါတယ်တာခုမှုကြောင့်နေဦးစလုံးမှာပြန်ထန်တဲ့ဒီခိုက်တန်ရာတွေရရှိခဲ့ပြီးလက်မထက်မှာတွေ့အန်စစ်တွေနဲ့အတူရေရွက်အော်ဟက်တန်တွေထွက်ပေါ်လာခဲ့ပါတယ်အနီးနားမှာရှိတဲ့ပြည်သူတွေနဲ့တာဝန်ရှိသူအချို့ကကြောက်ရွံ့မှုကြားကနေဝန်ရောက်တာစီဖို့ကြိုးစားခဲ့ကြပေမဲ့တော်ရအရှိန်မြတ်နေတဲ့သူနှစ်ဦးကိုချက်ချင်းမထိန်ချုံနိုင်ခဲ့ကြပါဘူးရလက်ကတော့စကန်ပိုင်းများဖြစ်ပေါ်ခဲ့တဲ့တော်သားကြောင့်နေဦးစလုံးဆေးရုံရောက်ခဲ့ရသလိုအသက်အန္တရာယ်ဆိုရင်ရတဲ့အထီးတရားရရှိခဲ့ကြတာပါဒီလိုဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာရေးတပ်ဖွဲ့ဝင်တွေနဲ့လူမှုကူညီရေးအတန်းတွေချင်းချင်းရောက်ရှိလာခဲ့ပြီးတရားရရှိသူတွေကိုဆေးရုံလှည့်လည်ပို့ဆောင်နေပေးခဲ့ကြပါတယ်ဒါအပြင်ပြမှုကျူးလွန်သူတွေကိုလည်းဥပဒေအရအရေးယူနိုင်ဖို့ဆောင်ရွက်ပေးခဲ့ကြပါတယ်ဒီအဖြစ်ဖြစ်ဟာလက်မထက်ကလုံခြုံရေးနဲ့ပြည်သက်တွေကိုခရီးသွားပြည်သူအများကြားမှာတန်တရားနဲ့စိုးရိမ်မှုတွေကိုတိုးပွားစေခဲ့ပါတယ်အထူးသဖြင့်နေ့စဉ်တုံးပြီးရင်တွေကိုအာကိုအားထားပြုရနှစ်စွာစီးနေကြရတဲ့ပြည်သူတွေအတော်အခန့်ဖြစ်ပွားရာလက်မတွေပေါ်မှာတွာလာဖို့တုံးလို့ဆရာဖြစ်ခဲ့ရပါတယ်ဝတ်စာရေးအတွက်မနေ့မိုးလန်ကလေးကညနေထိလမ်းပေါ်မှာရုံကန်နေကြရတဲ့စီးပွားရှာသူအချင်းချင်းစိတ်ရှည်တိခံမှုရောနေတွာတာဟာရစဝမှုအထီးကိုဆက်တွာတာအလွန်ဝမ်းနည်းစရာကောင်းပါတယ်မိတို့ပန်ဆိုစေကမှုတော်ရက်ကိုရှေ့သက်မသက်ပဲစိတ်အေးထားအပြေရှာကြဖို့နဲ့ဥပဒေပုံမှန်တွေရဲ့အရေးယူမှုကိုတတိပြုကြဖို့လိုအပ်ပါတယ်လက်မထက်မှာစိတ်လိုက်မှန်ပါပြုမှုတစ်ခုမိသားစုတစ်ခုလုံးရဲ့အနာဂတ်ကိုပျက်စီးစေနိုင်တယ်လို့ပဝန်းကျင်လူထုရဲ့လုံခြုံရေးကိုပါချင်းချောက်ရာရောက်တာမို့တတိပြုဆင်ခြင်ကြဖို့နဲ့လက်မထက်စီကံပုံမတင်ချက်ဖို့လိုအပ်နေပြီဆိုတာဒီအဖြစ်ကမိမောင်းထုတ်ပြနေပါတော့